ကိုးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။ပဲခူးတိုင်းဖြူးမြို့နယ်နဲ့နတလင်းမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်19အတွက်လူလိုတဲ့ဆိုပြီးလူငယ်တွေကိုညာတွင်းချင်းလိုက်လံဖမ်းဆီးကစစ်မှုထမ်းတင်တန်းကျောင်းကိုပို့ဆောင်ခံခဲ့ရတယ်လို့ဖမ်းဆီးခံလူငယ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ညပိုင်းနတလင်းမြို့ပေါ်မှာစစ်တပ်ပြူစောထီနဲ့ထွေအုပ်တွေကမနေ့ကနိုဝင်ဘာလ16ရက်နေ့မှာစတင်ဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်19အတွက်လူလိုတဲ့ဆိုပြီးကားတွေနဲ့မြို့ကိုလှည့်လည်ကနေအိမ်တွေနဲ့လမ်းတွေပေါ်ကလူငယ်တွေကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့လို့သိရပါတယ်။အဲဒီနောက်မှာစစ်ကားကြီးတစ်စီးစာအပြည့်လူငယ်တွေကိုလက်ပတ်ဖမ်းဆီးပြီးတော့ချက်ချင်းဆိုသလိုစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးခံလူငယ်တဦးရဲ့အမဖြစ်သူပြောတာကတော့သူ့ရဲ့မောင်အရင်ရဲ့တဝမ်းခွဲမောင်ရဲ့ပါသွားတာကြောင့်ငွေနဲ့ရွေးဖို့လုပ်တော့မရတော့ပဲအပတ်စဉ်19ဖွင့်ဖို့ကရက်ကတ်သွားတာရဲ့လူလိုတာရဲ့ကြောင့်ဆိုပြီးငွေနဲ့ရွေးခွင့်မပေးတော့ဘူးလို့ပြောပါတယ်။အဲဒီလိုမျိုးပဲပဲခူးတိုင်းဖြူးမြို့နယ်မှာလည်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးစောမျိုးနောင်ရဲ့အမိန့်နဲ့စစ်မှုထမ်းအပတ်စဉ်19အတွက်လူလိုတာကြောင့်ညာတွင်ချင်းလိုက်လံရှာဖွေပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလှုပ်ဆောင်ခဲ့တာကြောင့်လူငယ်အများပြားဖမ်းဆီးခံခဲ့ရပါတယ်။ဖြူးမြို့ဒေသခံပြည်သူတို့ပြောတာကတော့ထန်းကုန်းအုပ်ကြီးဝင်းကျော်သူဘူတာတောင်အုပ်ကြီးစန္ဒကောဈေးရက်ကွက်အုပ်ကြီးကိုပူဈေးရုံပါရိုင်မှုမင်းမင်းထွေးတို့အပြင်သူတို့ဘတ်တော်သားကိုပြေမင်းမင်းစော်ခေါ်တော်တို့ကလူငယ်တွေကိုလက်ပတ်ဖမ်းပြီးစစ်မှုထမ်းပို့တာဖြစ်ကသူတို့ကအရန်ကိုတောင်းကျမ်းဖမ်းဆီးမှုတွေကိုလုပ်နေတာပါလို့ဆိုပါတယ်။အခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းအပတ်စဉ်19အတွက်လူရရှိမှုနှဲပါတာကြောင့်စစ်တပ်ကအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအရှိန်ဟုန်နဲ့လှုပ်ဆောင်လာပြီးနေအိမ်တွေလမ်းပေါ်တွေမှာပါနေရောညပါပေါ်တာဆွဲဖမ်းဆီးမှုတွေဖြစ်ပေါ်နေတယ်လို့ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးတွေမှာရှိနေတဲ့ကင်းထောက်သတင်းကိုရက်တွေစီကနေသိရပါတယ်ရှင်။